ဒီဟောက်သင်ခန်းစာမှာတော့စာရေးနည်းပုံစံနောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးလေ့လာမှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် Gimon Taejibun လို့ခေါ်ပါတယ်သူကဘာလဲဆိုရင်မေးခွန်းကိုပြောတာမေးခွန်းကိုပြောပြီးတော့ဒီစာပိုက်ရဲ့အစမှာမေးခွန်းကိုပြောပြီးတော့စာဖတ်သူတွေကိုဆွဲခေါ်တာပေါ့နော်အဲ့တော့မေးခွန်းကိုဘာကြောင့်ပြောရလဲစဉ်းစားရင်လွယ်လွယ်လေးအဖြေပြောခြင်းလို့အဲ့တော့မေးခွန်းဒီ Gimon Taejibun ပါတဲ့စာပိုက်ကိုတွေ့ပြီဆိုလို့ရှိရင်မေးခွန်းကိုတခြားနားနေအောင်လုပ်ပြီးလို့ရှိရင်အဖြေကိုတခြားရအောင်လိုက်ရှာအဖြူတခြားရအောင်လိုက်ဆိုင်နိုင်လို့ရှင်ဟိုနောက်မှလာတဲ့မိကုန်းတွေအလွယ်လေးဖြစ်နေတယ်ပေါ့နော်ဆိုတော့သတိထားမယ့်နေရာဖြစ်ပါတယ်အဲ့တော့မိကုန်းရဲ့စာပိုက်ထဲမှာမိကုန်းစာကြောင်းတွေ့လာရင်အဲ့မိကုန်းရဲ့ရည်ရွယ်ချက်နံပါတ်1ကပါလဲဆိုရင်အဖြေပြောခြင်းလို့ပဲပေါ့နော်အဲ့ဒါအဓိကရည်ရွယ်ချက်ပဲဒါဆိုရင်ကြည့်ကြပါမယ်အဲ့တော့ဒီအောက်မှာမိကုန်းこの文章の内容として最も適切なものはどれかဒီစာပိုက်ထဲမှာပါတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအသင့်တော်ဆုံးအရာကိုရွေးပါလို့ပြောရဲဆိုလို့ရှိရင်ဒီစာပိုက်ကဒါတိထားပြီးသားမို့လို့ပေါ့နော်ဂီမွန်သေးစီပုံဖြစ်တဲ့အတွက်ကြောင့်မို့အဖြေကိုရှာနိုင်ရပြီမေးခွန်းပါလိမ့်မယ်အဲ့မေးခွန်းရဲ့အဖြေကိုရှာနိုင်ရဆိုလို့ရှိရင်ဒီမေးခွန်းအတွက်အဖြေကိုရနိုင်မယ်ပေါ့နော်ကြာဖတ်ကြည့်ပါမယ်明治20年代は日本の近代文学史上最初の、女性作家の時代でした。明治20年代、明治は1889တင်တယ်နော်အဲ့လောက်မှာစတာဆို明治အနှစ်20လောက်မှာဂျပန်ရဲ့အဲ့明治ခေတ်မှာပေါ်လာတဲ့စာပေကိုဘာခေါ်လဲဆိုလို့ရှိရင်近代文学လို့ခေါ်တယ်ပေါ့နော်ဂျပန်ရဲ့စာပေသမိုင်းမှာ近代文学史ဖြစ်တဲ့အတွက်ကြောင့်စာပေသမိုင်းမှာပထမဆုံးအမျိုးသမီးစာရေးဆရာတွေပေါ်လာပါတယ်တဲ့そのような歴史の流れの中で明治時代特に20年代を一つの楽器として女性作家たちが次々と登場するようになったのはなぜでしょうかဒါဆိုရင်ဒီ明治ခေတ်မှာအဓိကမေးခွန်းလာပြီစာပေဘက်မှာစပြီးတော့တွေးလိုက်ပြီမိတ်ဆက်စာပိုင်းမှာကလေးကမေးခွန်းတွေးလိုက်ပြီဆိုလို့ရှိရင်တေချာပေါက်ဒီစာပိုင်းတစ်ပိုင်းလုံးကဒီမေးခွန်းရဲ့အဖြေကိုပြောတော့မယ်ဆိုတော့ကိုယ့်အကိုခံမှန်းနိုင်တယ်ဒီမေးခွန်းရဲ့အဖြေကိုရှာနိုင်တယ်ဆိုတော့ဘက်ကအောင်ရှာနိုင်မှာပဲပေါ့နော်အဲ့တော့မေးခွန်းပါတယ်လေအမျိုးသမီးစာရေးဆရာတွေပေါ်လာရခြင်းအကြောင်းရင်းရောပါလေနားစေတဲ့ရှိုးကโอเคနော်အဲ့ဒါဆိုလို့ရှိရင်အဖြေလာပါတော့မယ်အဲ့တော့အဖြေလေးကိုစင်ပြီးတော့ရေးထားပါတယ်一つにはနံပါတ်1တဲ့အဖြေနံပါတ်1ကပါလဲဆိုလို့ရှိရင်ကိုယ့်ကိုမှတ်ထားခဲ့မယ်ပေါ့နော်西洋思想の影響によって女性たちを取り巻く状況が変化したことが挙げられます。ဒါပဲပထမနံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင်အနောက်တိုင်းယဉ်ကျေးမှုတွေကြောင့်မလို့西洋思想ဆိုတာအနောက်တိုင်းယဉ်ကျေးမှုတွေပြောတာအနောက်တိုင်းယဉ်ကျေးမှုတွေရဲ့影響ကြောင့်မို့လို့အမျိုးသမီးတွေကြုံနေရတဲ့状況တွေအခြေအနေတွေကဘာဖြစ်လာလဲဆိုရင်変化ဖြစ်လာတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့လွှမ်းမိုးမှုဒါအဓိက main ချက်တွေပဲပေါ့နော်အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့လွှမ်းမိုးမှုနဲ့အမျိုးသမီးတွေရဲ့အခြေအနေတွေပြောင်းလဲလာခြင်းဒါပဲဒါကိုသိထားတဲ့သူကနောက်ကကောင်တွေအကုန်လုံးဘာကိုပဲပြောနေမှာလဲဆိုလို့ရှိရင်ဒီတစ်ပိုက်လုံးကဒီပထမဆုံးစာကြောင်းကိုပဲထောက်ပံ့ပေးနေမှာပေါ့နော်ဒါစာရေးဆရာကောင်းတွေအရေးသားတွေဆိုတာမျိုးတွေပဲတွေ့နိုင်နေပေါ့နော်ဖတ်ကြည့်မယ်ဆိုရင်明治初期を代表する啓蒙的な知識人たち、ဘယ်သူတွေလဲဆိုလို့ရှိရင်福沢諭吉中村正直森有のリーダーはစာရေးဆရာနာမည်ကြီးတွေရဲ့နာမည်တွေပေါ့နော်မိုးခေတ်的な知識ဆိုတော့မိုးခေတ်的な知識人たちဆိုတာဘာပြောချင်လဲဆိုရင်အဲ့ခေတ်ကစာပေကိုမိုးခေတ်文学လို့ခေါ်တာမလို့မသိပါမဖြစ်ဘူးရတယ်နော်အဲ့တော့ဒီစာရေးဆရာကြီးတွေက西洋思想の影響を受け okay အနောက်တိုင်းယဉ်ကျေးမှုအနောက်တိုင်းအတွေးခေါ်တွေလွှမ်းမိုးမှုဒီစာရေးဆရာကြီးတွေကခံရပြီးတော့女性たちの社会的覚醒や地位向上အမျိုးသမီးတွေရဲ့ဒီလူအဖွဲ့အစည်းတွေမှာနေရာရဖို့နေရာပေးဖို့ကိစ္စတွေကို日本の近代化にとって重要な意義ဂျပန်ရဲ့ modernization ခေတ်မီလူအဖွဲ့အစည်းတစ်ဖြစ်ပြောင်းလဲနေတဲ့အချိန်မှာလိုအပ်တဲ့ຢာတွေပါလား重要な意義を持つことを認識しအဲ့ဆရာကြီးတွေသဘောပေါက်တယ်認識ဖြစ်လာကြပြီးတော့雑誌その他のメディアを使ってメディアတွေမျိုးမျိုးတွေကိုသုံးပြီးတော့女性の地位向上の必要性を説きましたအမျိုးသမီးတွေကိုနေရာပေးဖို့အတွက်အမျိုးသမီးတွေရဲ့ချီခိုးကြော position တွေပို့ပြီးတော့မြင့်တက်လာဖို့အတွက်ဆိုတော့အမျိုးသမီးတွေကိုနေရာပေးဖို့အတွက်အရေးကြီးကြောင်းအဲ့ဆရာကြီးတွေကထုတ်ပြီးတော့ပြောခဲ့ကြပါတယ်တဲ့အဲ့တော့ဒါဒီခုနကျွန်တော်ပြောသလိုပဲစာရေးဆရာကောင်းနေဆိုတာထိတ်ဆုံးမှာပြောထားတဲ့ topic sentence ဒီစာကြောင်းကိုပဲအနောက်မှာ support လုပ်ပြီးတော့ချက်ရည်တာဖြစ်တဲ့ကြောင့်မို့ထိတ်ဆုံးစာကြောင်းနားလည်ထားရင်ရပြီနောက်ကဟာလေးကခက်ကြမ်းကြမ်းလေးဖတ်လိုက်တော့ရတယ်ပေါ့နော်ဒီဟာလည်းခက်ကြမ်းကြမ်းလေးဖတ်လိုက်အောင်ပဲတစ်လုံးချင်းတွေအသေးသေးသိနေဖို့မလို့新時代の指導的立場を自認する人々が界面的な女性論を展開していく中、ခေတ်တဲ့明治ခေတ်စာခေတ်တဲ့ပဲလောကဆာမူရိုင်းနေမရှိရတဲ့ခေတ်ပေါ့နော်新時代の指導的立場
ဒီခေတ်သစ်ကြီးကိုလမ်းညွှန်ပေးမဲ့ပုံကိုကြီးတွေခုနစာရေးဆရာကြီးတွေလမ်းညွှန်ပေးမဲ့ဟာချိပါမှာရောက်နေတဲ့ပုံကိုကြီးရဲ့ဂျီနင်းဆိုကိုကိုသဘောပေါက်ထားတဲ့လူတွေကခိုင်းမဲတိတ်ကိနာဂျော်ဆဲတော့ဆို feminism ပေါ့အမျိုးသမီးဝါဒကိုပို့ပြီးတော့အားကောင်းလုပ်ပေးကြရင်လည်းပဲဂျော်ဆဲတော့ရှာကိုင်းရှင်းချစ်သူ okay တဲ့တို့အမျိုးသမီးတွေလူအဖွဲ့အစည်းထဲမှာဝင်ရောက်နေရယူခြင်းလက်ခံပေးတဲ့ဆဲရှင်းတိတ်ကိနာတို့ကြောစိတ်ပိုင်းဆိုင်ရာ foundation တစ်ခုအဲ့စိတ်ပိုင်းဆိုင်ရာ foundation ဘယ်ကလာလဲဆိုဒီဆရာကြီးတွေက西洋医師のこれ、脑袋でこれを来看やろうの。不純ではありましたが、用意されつつありました。變遷なげじゃればの。အမျိုးသမီးကိုလက်ခံပေးဖို့အတွက်စိတ်ပိုင်းဆိုင်ရာရပြင်ဆင်လာခဲ့ကြပါတယ်။စာကြောင်းလေးမှာ၃ကြောင်းပဲရေးထားတာပါ။ပထမဆုံးစာကြောင်း topic sentence ဖြစ်တယ်။နောက်ဆုံးစာကြောင်းရှေ့စာကြောင်းကိုပြောင်းရေးတာဖြစ်တယ်။အလွယ်ကောင်းစာပိုက်က support လုပ်ပေးတာဖြစ်တယ်ပေါ့နော်။ဒါဖတ်ရင်းနဲ့သူ့လိုတည်သွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ထိပ်ဆုံးစာကြောင်းတင်ရပြီအဖြေနံပါတ်1ဒါဆိုရင်အဖြေနံပါတ်2ကိုလိုက်ရှာပါအောင်အဖြေနံပါတ်2ကနောက်တစ်ပိုက်မှာလာတာပေါ့そして何より強調すべきは女子教育の成立ですအမျိုးသမီးပညာရေးစနစ်ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်အဲ့တော့အမျိုးသမီးပညာရေးစနစ်ပေါ်ပေါက်လာတဲ့အကြောင်းလည်းနောက်မှပြောပါလိမ့်မယ်အဲ့တော့ဒီအထောင်နဲ့သွားတဲ့သူကတွတ်ကလေးပဲခကြမ်းကြမ်းလေးပဲဖတ်တော့မှာပေါ့နော်နောက်ကဟော明治の女性作家の第一世代。アミューズミサイスやりやペタマミューゼディア、その多くが女学校での新しい教育を受けた人々でした。ペタマのアミューズミジャオニマピニャティンゲアレアミューズミリベピで、明治10年代を中心とする多くの女学校の創立は、アミューズミジャオニミャイポーラレ、名前ジソルシンバシレスンクキ、バレ、お茶の水女子大学はいいのは、ピニャイネバデテニアマミューズミジャオメボノとは、それまでの日本には存在しなかった女学生という新しい層を生み出しました。အမျိုးသမီးကျောင်းသူဆိုတဲ့新しい層ဆိုတာအလွှာတစ်ခုပေါ့နော်လူရန်သားအလွှာတစ်ရပ်ကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်တဲ့အဲ့ကျောင်းကို女学校の創立は女学生という新しい層を生み出しました。女学生の絶対数が増加すれば、အမျိုးသမီးကျောင်းသူဆိုမှတော့အမျိုးသမီးပဲပေါ့နော်။ကျောင်းသူအရေအတွက်တွေတိုးလာတဲ့ဆိုရင်彼女たちを対象とした雑誌も次々と刊行されるようになります。အမျိုးသမီးတွေဖတ်ဖို့အတွက်မဂ္ဂဇင်းတွေလည်းတိုးလာမှာပဲ။အဲ့တော့အမျိုးသမီးတွေစာတက်လာလေးစာဖတ်မှဖြစ်တဲ့ကြောင့်မဂ္ဂဇင်းတွေတိုးလာလေးဆိုတဲ့သဘောမျိုးပဲပေါ့နော်။女性たち自身の内面的な覚醒はအမျိုးသမီးတွေရဲ့ဒါဆိုလို့ရှိရင်ဒီနားလေးမှာတစ်ချက်ပြီးသွားပြီ။ဒီနားလေးမှာရှေ့စာကြောင်း support လုပ်တဲ့စာပြီးသွားပြီပေါ့နော်ပြီးသွားပြီးနောက်ဆုံးအပိတ်ကိုရောက်ပြီအပိတ်ကိုရောက်ပါပြီ女性たち自身の内面的な覚醒စိတ်အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာပေါ့နော်အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာ覚醒ဖြစ်တဲ့ဆိုတာအမြင်ပွင့်သွားတာမဲဥစာမစကိုတော့အမြင်ပွင့်သွားခြင်းစာရေးအမျိုးသမီးတွေလည်းစာရေးလို့ရပါလားဆိုအမြင်ပွင့်သွားခြင်းရတယ်ဘယ်ပေါ်မူတည်လဲဆိုရင်ဂိုင်းတိတ်ကိဆိုတာအပြင်ပန်းဆိုတာနံပါတ်1ကိုပြောချင်တာပါနံပါတ်1အဖြစ်ဘာလို့လဲအပြင်ပန်းဆိုတာဆရာကြီးတွေကလက်ခံပေးလို့ဆရာကြီးတွေကလက်ခံပေးပြီးတော့သူတို့အလုပ်ဖြစ်လာတာနောက်နိုင်တိတ်ကိကြောကန်ဆိုသူတို့ပညာတက်လာလို့သူတို့ပညာတက်လာနိုင်တိတ်ကိဖြစ်မှာပေါ့နော်အဲ့တော့နောက်ဆုံးအပိတ်ဒီအပေါ်မှာပြောထားတဲ့အဖြစ်နှစ်ခုလုံးပြန်ရေးထားတာဖြစ်ပါတယ်ဂိုင်းတိတ်ကိနိုင်တိတ်ကိဆိုတာနော်両面から促されてきました。促すဆို promote လုပ်ပေးတာနှစ်ဖက်လုံးကနေ promote လုပ်ပေးကြတာဖြစ်ပါတယ်このような中で自ら語る主体であろうとするကိုယ်တိုင်ပဲကိုယ့်အကြောင်းကိုဖော်ပြကြမယ်自らせကိုလို့ပြောချင်တာပေါ့နော်ကိုဖော်ပြကြမယ်ဆိုအမျိုးသမီးတွေက分断に登場し始めたのです分断လို့ခေါ်တဲ့စာပေလောကတွေကိုရောက်လာကြခြင်းပဲဖြစ်ပါတယ်တဲ့အဲ့တော့နောက်ဆုံးကိုကြည့်လိုက်အောင်လည်းတော့အဖြေရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့နောက်ဆုံးကမြုပ်ထားတာတွေပါတယ်ပေါ့နော်ဂိုင်းတိတ်ကိနိုင်တိတ်ကိဆိုတာဘာလဲဆိုရင်အပေါ်ကအဖြေကိုပြီးမှရမှာပေါ့နော်အဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင်မေကွန်းစာကြောင်းထိတ်ဆုံးမှထည့်ထားတယ်အဲ့မေကွန်းစာကြောင်းအဖြေကိုရှာနိုင်တယ်ဆိုလို့ရှိရင်ဒီအောက်ကအဖြေကိုရနိုင်မယ်အဲ့အဖြေကလည်းမမှတ်ခန့်မြန်မဟုတ်ထင်းထင်းရှားရှားပဲပြထားတယ်ဆိုတွေ့နိုင်တယ်ပေါ့နော်ဒီမှာတစ်ချက်ရှိတယ်ဒီမှာတစ်ချက်ရှိတယ်ရမယ်တယ်နော်ဒါဆိုလို့ရှိရင်ရှားကြည့်ပါမယ်1明治20年代になって初めて女性が分断に登場した結果社会における女性の地位が向上したမြို့သမီးတွေစာပေလောကမှာပေါ်လာတဲ့ရလတ်အနေနဲ့လူအဖွဲ့အစည်းတွေအမျိုးသမီးတွေရဲ့နေရာတွေပို့ပြီးတော့မြင့်တက်လာတာဆိုရင်မဟုတ်ဘူးပေါ့နော်အမျိုးသမီးတွေရဲ့နေရာတွေမြင့်တက်လာတဲ့အခါမှာအမျိုးသမီးတွေကစာပေလောကတွေကိုရောက်လာတာပေါ့နော်အဲ့တော့ခေတ်ကလို့ရေးထားတဲ့နေရာလွယ်နေပေါ့နော်โอเคじゃあနောက်2番明治20年代に高い教育を受けた女性たちは女性の地位を向上させる必要があると自ら説くようになった高いပညာရေးစင်တဲ့မြင်မာတဲ့အမျိုးသမီးတွေကပေါ့နော်女性の地位を向上させる必要があるအမျိုးသမီးတွေရဲ့
နေရအောင်ပို့ပြီးတော့မြင့်အောင်လုပ်ရမယ်ဆိုပြီးတော့မိစုခါရာထိုကူယောနီနတ်တာကိုယ်တိုင်ပဲတောင်းဆိုလာကြပါတယ်ဆိုရင်မဟုတ်ဘူးပေါ့နော်ဘယ်သူတွေတောင်းဆိုပေးခဲ့ကြတာလဲဆိုရင်ဆရာကြီးတွေပေါ့နော်မိုးခဲတေကီဘင်ဂကမှာရှိနေခဲ့ကြတဲ့ဖူဇာယူခီချီလိုမျိုးဆရာကြီးတွေကလက်ခံပေးခဲ့ကြလို့ပေါ့နော်အမျိုးသမီးတွေမိစုခါရာမဟုတ်ဘူးပေါ့နော်3番明治20年代に女性作家が登場したのはအမျိုးသမီးစာရေးဆရာတွေဘာကြောင့်ပေါ်လာတာလဲနံပါတ်1女性の社会進出を許す道場အမျိုးသမီးတွေလူအဖွဲ့အစည်းတွင်ရောက်လာတာကိုလက်ခံပေးတဲ့ foundation ဟုတ်လားဟုတ်တယ်အမျိုးသမီးတွေလူအဖွဲ့အစည်းတွင်ရောက်လာတာကိုလက်ခံပေးတဲ့ foundation ပဲပေါ့နော်ဒီဒိုဂျောဆိုတာဒီမှာလည်းရေးထားတယ်ပေါ့နော်ဒိုဂျောပြီးတော့လက်ခံပေးရပြီးတော့ဒါဒီ guide တက်ကြီးပဲပေါ့နော်အဲ့တော့ဒါဟုတ်တယ်နောက်2番ဟုတ်သလားလို့ကြည့်တော့女子教育の成立ဟုတ်လားဟုတ်တယ်နော်女子教育の成立があったからであるဆိုရင်အဖြစ်မှန်3番ဖြစ်ပါတယ်နှစ်ခုလုံးကိုသူဒီမှာပြောထားတယ်ပေါ့နော်အဲ့တော့ဒါနောက်တစ်ကြိမ်ထပ်ပြောပါမယ်ဗာလေဂီမွန်သေးဂျီဘွန်တွေ့ရဆိုလို့ရှိရင်သူ့ရဲ့အဖြေကိုတေချာပေါက်လိုက်ရှာပါအဲ့အဖြေကိုမေးထားတာပါမေးကုန်ပါနော်โอเค4番တော့မှားတာပေါ့နော်女性たちが次々と雑誌を刊行した明治20年代は日本近代文学史上最初の女性作家の時代と呼ばれているဟိုဗာလဲအမျိုးသမီးတွေမဂ္ဂဇင်းတွေကိုထက်ကမဂ္ဂဇင်းတွေကိုတစ်ခုပြီးတစ်ခုထုတ်ဝေလာတဲ့明治20年代ကိုဘာလို့ခေါ်လဲဆိုရင်အမျိုးသမီးစာရေးဆရာတွေပေါ်တဲ့ခေတ်ပထမဆုံးအမျိုးသမီးစာရေးဆရာတွေရဲ့ခေတ်လို့ပြောပါတယ်ဆိုပထမဆုံးအမျိုးသမီးစာရေးဆရာတွေရဲ့ခေတ်ဆိုတာတော့မှန်ပေမဲ့မဂ္ဂဇင်းတွေကိုမျိုးမျိုးထုတ်ဝေတာမဟုတ်ဘဲနဲ့စာရေးတဲ့သူတွေပေါ်လာလို့ပဲပေါ့နော်စာရေးတဲ့သူတွေပေါ်လာလို့ဖြစ်ပါတယ်ဆိုတော့အဖြစ်မှန်3番ですね OK ပါရမယ်ရှင်နော်အဲ့တော့ Monday သေးကြည့်ပုံတွေ့ရဆိုလို့ရှိရင်ဒီလိုမျိုးနည်းနဲ့ဖတ်မှာဖြစ်ပါတယ်နောက်ကလေ့ကျင့်ခန်းတွေကိုကိုယ်တိုင်လုပ်ပြီးတော့နောက်ဗီဒီယိုတွေမှာဖြည့်လိုက်ကြမယ်ပေါ့နော်